မြန်းသည့်အချင်းပေါင်းလှုပ်ရှားပါမယ်ပစွန်ကြောက်ကလေးတွေထောင်းလာတာထဲမယ်ပြီးသွားလို့ရှိရင်ငရုတ်သီးအလှော်မုတ်ကလေးကိုထည့်ပါတယ်ငရုတ်သီးအလှော်မုတ်ကလေးကလည်းလေကျမကတော့ဒီလိုမှုန့်တာလေးကိုကြိုက်တယ်အဖက်ကြီးပိုင်းမကြိုက်ဘူးဒါမှုမွေးကလေးမြောင်းမြတော်ချိုမွေး9ဆိုင်ရောက်ဝယ်ငရုတ်သီးအလှော်မုတ်ကဲပြီးသွားတော့ဒါ A1 အရသာမှုတ်ဒါလေးကလေစေးတကြားပါတာနဲတယ်မစိုးရှင်သူ့အရသာလေးကကောင်းတယ်ပေါ့နော်ကဲဒါလေးထည့်ပြီးတော့မတ်ရွှေမိုးရဲ့ပစွန်ငပိတောင်ဒီငပိတောင်လေးလည်းကောင်းတယ်ဒါလေးထည့်မယ်ပြီးကြရင်ကျမတကြားလေးထည့်တယ်တကြားကဘာလို့ထည့်လဲဆိုတော့တကြားထည့်တဲ့အခါကျတော့ဘိုင်းနာတာတို့ဘာလို့မဖြစ်ဘူးပေါ့နော်ကလေးတွေစားမှာဆိုတော့ကျမချုံမသုံးဘူးငပြာရည်ကတော့အိမ်မှာရှိတဲ့ငပြာရည်ပဲထည့်တယ်ကျမတော့ယူရီးယားငပြာရည်ကျမမကြိုက်ဘူးရှင်မြန်မာငပြာရည်ပဲပေါ့နော်အိမ်မှာရှိရင်မြန်မာငပြာရည်လေးထည့်ပြီးတော့တုပ်လိုက်ပါတယ်ကိုအိမ်မှာကိုတုပ်စားတဲ့အခါကျတော့တက်တန်ရှင်းနဲ့ကလေးတွေကိုစိတ်ချလက်ချကျွေးလို့ရတာပေါ့ရှင်အဲ့ဒီအားသာချက်လေးရှိတော့ကျမကတော့အိမ်မှာပဲကလေးတွေကိုအတက်နိုင်ဆုံးချက်ပြုတ်ကျွေးမွေးပါတယ်ကဲတုပ်စားကြည့်ကြပါကျေးဇူးပါ